ကျွန်တော်ကတီးဆက်ခွဲလာကြီးပေါ့နော်ဒီနေ့မှာဆောနာပါဒါဆောနာကဘာရှင်းနေပြီမဲ့လေအလားစရာရှိတာရုပ်ထည့်လို့မရဘူးလို့မထင်ပါနဲ့ဆိုတဲ့ဗီဒီယိုပါတူပေါ့ပါဒီကောင်ကခဏထွက်လိုက်ဝင်လိုက်လို့မရအောင်စေးပန်ကိုကိုနှစ်ခါပဲလုပ်ပြီးတော့ဗီဒီယိုအဲ့ဆိုနောက်တစ်ခါထပ်ဝင်လို့ရဒါပေမဲ့ဗီဒီယို recording ကပြတ်သွားမှာပါအဲ့ကြောင့်ပါအဲ့ဆိုဒါတော့ပါတူပေါ့ဆောနာဗီဒီယိုကပါတော့နံပါတ်3လာမယ်ဆိုပြီးတော့မလာပါဘူးအတွက်တောင်းပါပါတယ်အဲ့လိုလေဆိုတော့နှစ်ခါပဲထွက်လို့ရပြီဗီဒီယို recording ကတန်းပြတ်သွားလို့ပါဒါဆိုရင်တော့လာပါပြီဒါကတော့နံပါတ်3ရှိတာပဲဖြစ်ပါတယ်အဲ့ဒါကတော့နောက်ဆိုရင်ရှိတာလေးပဲဖြစ်ပါတယ်အဲ့ရှိတာမှာဆိုတော့ရေရလည်းအပြင်အတိုင်းနဲ့စင်ပါတယ်ကိုကရင် different lightning လေးထည့်လိုက်တဲ့အတွက်ကြောင့် vanilla different lightning လေးထည့်လိုက်တဲ့အတွက်ကြောင့်ရေလေးဒီပါ line နေဖြစ်နေပါတယ်ဒါမဲ့ yummy sheep ရှိတာအကောင်းဆုံးပါပဲဘာလို့လဲပြပါမယ်ဒါတော့ yummy sheep ရှိတာနဲ့မတူပါဘူးမကြည့်ဆိုးကဒါလည်း movie ရပါတာပဲမပါဆိုလို့ပါရှိအောင် Omega Fantasy ရှိတာအဲ့ဒါမပါတာထင်တယ်ကျွန်တော် Omega Fantasy ရှိတာတိုက်ခဏရောက်နေတော့မသိလိုက်ရအောင်နောက်ခါကျရင်တော့ပြပါမယ်တင်ကလုံးဝပင်ရတိုင်းပါပဲကြည့်လိုက်ပါရှုခင်းတွေကိုလည်းကြည့်လိုက်ပါပြီးသွားတာနဲ့အပေါ်ဟာလေးကိုပဲနဲ့နေလေးကိုလည်းကြည့်လိုက်ပါလုံးဝအပြင်ရတိုင်းပါပဲခင်ဗျာဒါကြီးကိုလည်းကြည့်လိုက်အောင်မှုတွေနဲ့နည်းလှရနော်ဒီလိုလေးပေါ့ဒုတိယတစ်ခုတက်တော့စရုပ်ထားတစ်ခုပြန်လာပါမယ်အားလုံးပဲမင်္ဂလာပါဦးဆိုရင်တော့ဖြင့်ကျွန်တော်တို့ရေစရုပ်ထားမြောက်ရှိတာစီရောက်ရှိလာပါပြီအဲ့ဒီရှိတာတော့ AR ရှိတာပြပါတယ်အဲ့ဒီရှိတာမှာဆိုတော့တင်ရလေလုံးဝအပြင်အတိုင်းနဲ့တူပြီးတော့နေပြောင်းနေနော်နေရလေအပြင်အတိုင်းမှာပဲလို့ဒီခေါက်ကြောက်ကံကောင်းရှင်တော့ village နားမှာလာစပွန်ပါတယ်ခင်ဗျာကျွန်တော်ဘာမှမထည့်တော့ဘူးသူ့ဘာလာစပွန်တာဒီပါရှိဆိုမရှိအယုံကိုလာတစ်ချက်လောက်ရလိုက်ဒါလည်း movie ရဟိုပါတာပဲကျွန်တော်ထဲသမားရှိတာထဲမှာအဲ့ဒါတွေကအကုန်ပါနေတယ်လို့ဘဲလို့ဟိအောင်ရေဒါငဲပြီးသွားတယ်လမ်းမှာလာပါကိုလည်းကြည့်လိုက်ဒီမှာဒီလိုမျိုးလေးလာပါလေဒီလိုမျိုးပါလို့စီးလေးထုတ်ရမယ်ဒီမှာကြည့်ဒါမထုတ်ပြမီးဘောလုံးထုတ်ပြမယ်မကြည့်မီးဘောလုံးထုတ်ပြနော်မီးရှို့ပြအဲ့လိုမျိုးမီးရလေအဲ့လိုမျိုးပန်းကြီးအောက်ထဲကိုလည်းကြည့်လိုက်လုံးဝအမုံလေးဒါကတော့နည်းနည်း not shader ဆိုတဲ့ဟာနဲ့နည်းနည်းတူညီပါတယ်ကဲဒါကတော့ပါတူပြီးဆုံးပါပြီဒီ shader နဲ့ပဲပြီးဆုံးရတော့ပါမယ်အားလုံးပဲပါ3မှာပြန်တွေ့ကြပါမယ်